ຫນွေချောင်းပိတ်ရဲ့တမနက်မှာပေါ့အဖေကအလုတ်သွားတော့အမေနဲ့ကျွန်တော်အမေအဖွားစီကိုတွားလဲကြတယ်အဖွားကကျေးရွာဒေသမှာနေတာပေါ့အဖွားအိမ်ကကျေးလက်ဒေသမှာရှိတာဆိုတော့အဖွားအိမ်ကိုရောက်ဖို့ဘယ်ဘက်ကိုချိုးရပြီးကားတစ်စီးသွားစာမြေလန်းချမ်းတစ်လျှောက်9မိနစ်လောက်မောင်းရပါတယ်မြေလန်းတစ်ဖက်တစ်ချက်မှာစပားကင်းနေနဲ့တောတွေရှိပါတယ်အဖွားအိမ်ရောက်တယ်ဆိုရင်ပဲအဖွားကိုနှုတ်ဆက်ပြီးအငယ်ဆုံးဦးလေးအခန်းထဲကိုဝင်ခဲ့ပါတယ်အဖွားအိမ်သွားလဲရရင်တိတ်ပျော်ခဲ့တာဘာဖြစ်လို့လဲဆိုတော့ဦးငယ်ကဂိမ်းချိုးတစ်ယောက်ကိုဦးငယ်ရဲ့ကွန်ပျူတာကအိမ်ကကွန်ပျူတာထက်အများကြီးပိုကောင်းတယ်ဒါနဲ့ဦးငယ်အလုပ်သွားတယ်ဆိုတာသိကြတာနဲ့သူ့ကွန်ပျူတာကိုဖွင့်ပြီး Doomsday 3ကိုဆော့တာပေါ့တစ်ချိန်လုံးကတော့အဆော့အများဆုံးဂိမ်းဖြစ်ခဲ့တာကို2 နာရီလောက်ကြာအောင်ဂိမ်းကစားပြီးချိန်မှာဦးငယ်ကအလုတ်ကပြန်လာပါတယ်ဦးငယ်ပြန်လာတာနဲ့အဖွားကအမေရဲ့ဒေါ်လေးရဲ့ကျွန်တော်ရဲ့အိမ်လာလဲတာမို့ဦးငယ်ကိုဈေးသွားဝယ်ခိုင်းပါတယ်ဒီလိုနဲ့ည9 နာရီလောက်မှာလူကြီးရဲ့အားလုံးမြို့ထဲကိုဈေးသွားဝယ်ကြပါတယ်ကျွန်တော်လည်းအပျော်ကြီးပျော်ပြီးသူတို့ကိုနှုတ်ဆက်လိုက်တယ်ဘာလို့ပျော်လဲဆိုတော့အကြောင်းရင်းကအတိတာကြီးမို့မပြောတော့ဘူးမိနစ်60လောက်စိတ်လွတ်ကိုလို့ပျော်ပြီးချိန်မှာဦးငယ်ကဖုန်းဆက်တယ်ဦးငယ်တို့ကမြေလန်းထဲကိုချိုးဝင်မလို့ရှိသေးတယ်ရှေ့ဘိန်းတစ်လုံးပေါက်လို့တဲ့ပြီးတော့ကျွန်တော်ကိုဂိုဒေါင်ထဲကဘိန်းပို့တစ်လုံးလာပို့ပေးခိုင်းတယ်ခုနကပြောခဲ့သလိုပဲမြေလန်းထဲချိုးဝင်ပြီးရင်ကားတစ်စီးစာမြေလန်းတစ်လျှောက်9မိနစ်လောက်မောင်းပြီးမှအဖွားအိမ်ကိုမြင်ရတာပါဒါပေမဲ့လမ်းလျှောက်သွားမယ်ဆိုရင်မိနစ်20ကနေ30အထိကြာပါတယ်အခုပြန်စဉ်းစားကြည့်တော့အဲ့ဒီလမ်းပေါ်လျှောက်ရတာကကြောက်စရာကြီးပါညဘက်ဆိုပိုကြောက်ဖို့ကောင်းတယ်လမ်းမီလည်းမရှိသလိုတစ်ဖက်တစ်ချက်မှာစပားကင်းနဲ့တောတွေပဲရှိတာလေည9 နာရီလောက်ရှိနေပြီအဲ့ဒီဒေသကကျေးလက်ဒေသဆိုတော့လေည8 နာရီလောက်ဆိုရင်ပိမ့်ပိတ်အောင်မှောင်နေပြီအမှန်တိုင်းပြောရရင်ကျွန်တော်ကြောက်တာပေါ့ဒါပေမဲ့ကျွန်တော်ကိုငကြောက်လို့မမြင်စေချင်တာနဲ့တွားဖို့ဆုံးဖြတ်လိုက်တယ်ဘိန်းဘိုကိုယူအိမ်ထဲကထွက်ပြီးမြေလန်းတစ်လျှောက်ဆလျှောက်တယ်ဦးငယ်ကကားရှိမီးကိုကျွန်တော်မြင်အောင်ထိုးပေးထားတယ်မီးကိုကြည့်ရနဲ့တော်တော်လန်းသေးတာသိကြပါတယ်ကားရှိမီးနှလုံးကအဝါရောင်အဆက်2ခုလို့မြင်ရတယ်ဟိုဘက်မှာဦးငယ်တို့ရှိရဲဆိုတာသိတော့နည်းနည်းအကြောက်ပြေသွားတယ်ဒါပေမဲ့မှောင်နဲ့မဲမဲထဲမှာဆိုတော့မကြောက်ပဲဘယ်နေမလဲဗျာအားလုံးသိတဲ့အတိုင်းအမှောင်ထဲမှာလမ်းလျှောက်တာကြာရင်မျက်လုံးကျင်သားရလာပြီးဘိုးတော်ပုံရိပ်တွေကိုစမြင်လာပါတော့တယ်စပားကင်းထဲမှာရက်နေတဲ့လူရိပ်ကြီးကိုမြင်နေရသလိုလိုခြုံမုတ်တွေကြားထဲကလူရိပ်ကမေးထောက်ထိုင်ပြီးကျွန်တော်ကိုစူးစူးဝါးဝါကြည့်နေသလိုလိုပဲချွေးစည်းတွေပါပြန်သွားတော့တာပေါ့ပြီးတော့ကြောက်တူးတုံပြီးခွေမလဲအောင်ထိန်းရတယ်ပိမ့်ပိတ်အောင်မှောင်နှဲညမှာတယောက်တည်းဆိုတော့ပိုကြောက်ဖို့ကောင်းတယ်ကြောက်တဲ့စိတ်ရောတောင်တွေးမြောက်တွေးမိတာကြောင့်ပါခေါင်းမှာမူးလာတာကိုမှတ်မိနေသေးတယ်မိနစ်20လောက်ရှောက်ပြီးချိန်မှာတော့ဦးလေးကားရှိတဲ့စီမျှော်ကြည့်တော့ရောက်တော့မှန်သိလိုက်တယ်ကျွန်တော်လည်းပျော်သွားပြီးကားဘိန်းကိုမြန်ဆက်နေတယ်ကားဘိန်းကိုအမြန်ဆုံးပို့ပေးနိုင်မှုခက်တုတ်ရှောက်ရင်းရှေ့မှာအရေးတစ်ခုကိုတွေးလိုက်ရပါရောကျွန်တော်နဲ့နည်းနည်းလှမ်းနေတော့ဘာအရေးမှမသိပေမဲ့အရေးကြီးကမဲကြီးပါရုတ်တရက်ဆိုသလိုမတင်မကျဖြစ်နေပြီးအချိန်လျှော့လိုက်တယ်ခက်လန်းလန်းမှရှိနေတော့ဘာအရေးလဲဆိုတာတေချာသိကျင်တော့လေရှေ့ကိုခေါင်းဆန့်ပြီးတေချာမြင်ရအောင်ကြည့်တာပေါ့ဒါပေမဲ့မှောင်မဲနေတယ်လေကျွန်တော်ကြောက်ပေမဲ့လေဦးငယ်တို့ကမီတာ300လောက်ပဲဝေးတော့တာဆိုတော့ဘာမှဖြစ်မှာမဟုတ်ဘူးလို့စိတ်တင်းပြီးဆက်လျှောက်တယ်ဒါပေမဲ့အရေးကြီးနာရောက်ချိန်မှာခြေလမ်းကိုရက်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့တေချာမြင်နေရပြီလေအရေးကအဖွားကြီးတယောက်ဖြစ်ပြီးစပားကင်းတွေကိုစောင်းကြောက်တိုင်ကြည့်နေတယ်အဖွားကြီးမျက်နှာကိုဘေးတစ်စောင်းပဲမြင်ရပေမဲ့တကူလုံးတုံပြီးကြောက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့အမောင်ထဲမှာတော့တေချာမြင်နေရတဲ့ပါဇက်ကြီးဟာစီနဲ့မတုံမလုံးမျက်နှာကြီးကိုမြင်နေရတယ်လေကျွန်တော်သတိမထားမိခင်မှာပဲအဖွားကြီးနဲ့နီးနီးလေးဖြစ်နေတယ်ဘာကြောင့်မှမသိပေမဲ့လဲဘာမှမပြောပဲဖျက်လျှောက်သွားရင်ပိုကြောက်ဖို့ကောင်းမှာမို့ကျွန်တော်လဲစကားသွားပြောတယ်ကထုံးကရင်အတန်နဲ့
ဒီမှာခင်ဗျညာကြီးမင်းကြီးဘာတိုင်လုံးနေတာလဲလို့မေးလိုက်တယ်အဖွားကြီးကဘာမှပြန်မဖြေပဲစပားကင်းကိုသာတွင်ကြည့်နေတယ်ဒီမှာခမည်းဆိုပြီးငိုတံမာကြီးနဲ့တက်အောင်မေးလိုက်တယ်ဒါနဲ့အဖွားကြီးကလှည့်ကြည့်တော့ကျွန်တော်ရင်ထဲစို့သွားတယ်မှောင်နေပေမဲ့လည်းအဖွားကြီးကတကောင်းလုံးပွေးပွေးလှုပ်နေပြီးမျက်စံကလည်းပွေးပွေးလှုပ်နေတာကိုမြင်လဲရတယ်ကြောက်ဖို့အကောင်းဆုံးဟာတမျက်နှာလို့ပရင်နေတွေတွန့်နေပြီးပါးစပ်ကိုအကျယ်ကြီးဟထားတဲ့ရုပ်ပါအဖွားကြီးကိုကြည့်ရင်ထဲမှာတမျိုးဖြစ်လာပြီးယူသွားမလားအောင်းမေးရတယ်အကြည့်လည်းမလွှဲရဘူးလေဒါပေမဲ့အကြည့်လွှဲမယ်လို့တော့ तू ကကျွန်တော်ကိုတဲ့ကြည့်နေတယ်ခဏကြာအောင်အကြည့်စုံပြီးတော့ကျွန်တော်ဘက်ကိုတကိုယ်လုံးလှည့်လာတယ်ဖေဟာကျွန်တော်ကအဖွားကြီးကိုထိုင်နေတယ်မှတ်တာတကယ်တမ်းကျတော့အောက်ပိုင်းမရှိတာဖြစ်နေတယ်အပေါ်ပိုင်းတစ်ခုတည်းရှိပြီးတော့လက်နှချောင်းထောက်မှထားတယ်လေအတွင်းမျိုးစုံဝင်လာပေမဲ့ကျွန်တော်ရှိမှမိစ္ဆာကြီးရောက်နေပါလားဆိုပြီးတွေးမိတာမှတ်မိသေးတယ်ကျွန်တော်သာမလုံးမရှက်ရက်နေရင်သူကလက်နှချောင်းထောက်ပြီးပြေးလာတော့မလို့ပဲဒါနဲ့ကားဘိန်းကိုကောက်ပွေးလိုက်ပြီးနှလုံးစုံမိတ်ပြေးတော့တာပေါ့ဘယ်လောက်ကြာအောင်ပြေးနေမိလဲမသိပေမဲ့ရုတ်တရက်စိတ်အေးသွားတယ်နောက်နေ့မနက်မှာကျွန်တော်ကအဖွားအိတ်ခမ်းထဲရောက်နေတယ်ဘာဖြစ်တာလဲလို့အမေကိုမေးတော့အမေကကျွန်တော်ကိုကားထဲမှာထိုင်ဆောင်နေတော့ကားဘိန်းကိုပွေ့ပြီးခေါင်းငိုက်ပြေးလာတဲ့ကျွန်တော်ကိုမြင်လိုက်တယ်တဲ့ပြီးတော့ရုတ်တရက်လဲကျသွားတယ်တဲ့ထမိသားစုလုံးလဲလန့်ဖြတ်ပြီးကားထဲကဆင်းလာကြတဲ့အမေပြောပြသမျှကိုနားထောင်ပြီးကျွန်တော်ကြုံတွေ့သမျှကိုအမေတို့အားလုံးကိုပြောပြလိုက်တယ်ကျွန်တော်ကိုအပူလုံးမူးလဲတဲ့အမှတ်နဲ့အဲ့ဒီနေ့ညနေမှာအဖွားကကြက်စွပ်ပြုတ်ချက်ကျွေးတယ်အသက်ပြတ်ဂိမ်းတွေကိုမကစားတော့ဘူးဦးငယ်ကပြောတယ်Doomsday 3ကိုလည်းထက်ကစားခွင့်မပေးတော့ဘူးအဲ့ဒီအချိန်အားစလို့အဖွားအိမ်ကိုသွားလဲရင် Star Wars ပြိုင်ပွဲဂိမ်းပဲကစားခွင့်ရတော့တယ်အဲ့ဒီနေ့ကမြင်လိုက်တာဟာတရေမဟုတ်ပဲကျွန်တော်အကြောက်လွန်ပြီးထင်အောင်ထင်မှားဖြစ်ခဲ့တာပဲလို့ကျွန်တော်ယုံကြည်ထားတယ်